function အပိုင်း function မှာခေါင်းစဉ်မှာအပိုင်းလေးခွဲထားရပေါ့နော်function ဆိုတာဘာလဲပေါ့ပြီးလို့ရှိရင် function တွေတွက်တဲ့အပိုင်းလာမယ် evaluate function တွေတွက်တော့မယ်ပြီးရင်တော့ function ဖြစ်တယ်လားမဖြစ်ဘူးလားဆိုတာဆုံးဖြတ်တယ် recognize function ဆိုတဲ့ function ဖြစ်မဲ့ဖြစ်ဆုံးဖြတ်တဲ့အပိုင်းပါမယ်ပြီးရင် properties of function ဆိုတဲ့ function တွေရဲ့ content တွေပေါ့နော်အဲဆိုတော့ဒီလိုမျိုးခေါင်းစဉ်လေးနဲ့တွားလိုက် function ဖြစ်တယ်လားမဖြစ်ဘူးလားဆိုတာပါတကယ်တော့ relation တစ်ခုပေါ့နော် function ဖြစ်တယ်မဖြစ်တယ်ဆုံးဖြတ် function ဆိုတာပါလေပေါ့ function တစ်ခုဆိုတာကတဲ့ relation တစ်ခုပါပဲ relation ဆိုတာဆက်သွယ်ချက်ပေါ့နော်တစ်ခုနဲ့တစ်ခုရဲ့ဆက်သွယ်ချက်တစ်ခုပဲဖြစ်တယ်အဲ့ဒီမှာ well each input တစ်ခုအတွက် usually an x value has only an output usually a y value so input values တစ်ခုအတွက် output value ကတစ်ခုပဲရှိတာinput ဆိုတာကိုတနည်းအားဖြင့်သူတို့အများစုက x နဲ့တက်မှတ်ကြတယ်ပေါ့နော် x တန်ဖိုးတစ်ခုအတွက် y တန်ဖိုးတစ်ခုပဲရှိတယ်ဆိုရင်သူ့ကို function လို့ပြောလိုက်တာဆိုတော့ relation တိုင်းကတော့ function မဟုတ်ဘူးဒါပေမဲ့လို့ input တန်ဖိုးဖြစ်တဲ့ x တန်ဖိုးတစ်ခုအတွက် y တန်ဖိုးတစ်ခုပဲရှိတဲ့ relation ကို function လို့ပြောတယ် input ကို x လို့ပြောတယ်ဆိုတော့သူ့ကိုတဲ့ function notation နဲ့ပြောလို့မယ်ဆိုရင်တော့ y equal to f for x ဆိုပြီးတော့ပြောကြတယ် function ဖြစ်တယ်ပေါ့နော် y equal to f for x f က function တကယ်ဒါ function x က input ပေါ့ input value x အတွက်ဆိုရင်သူရဲ့ output က y တန်ဖိုးဖြစ်ပါတယ် y ဖြစ်ပါတယ်ပေါ့ y equal to f for x ဆိုတော့ f for x က input ဖြစ်တယ်သူရဲ့တန်ဖိုးဖြစ်တဲ့ y က output တနည်းအားဖြင့် y ဆိုတာ f for x နဲ့အတူတူပါပဲပေါ့နော် x ရဲ့ output တန်ဖိုးပါအဲ့တော့ဒါလေးတစ်ချက်ဒီကိုပြောမယ်ပေါ့နော်ဒီမှာကပထမဆုံးခေါင်းစဉ်ဖြစ်တဲ့ function ဖြစ်မဖြစ်ပြောတာ function ဆိုတာဘာလဲဆိုတာပေါ့နော် function ဆိုတာက input တန်ဖိုး x တန်ဖိုးတစ်ခုအတွက် output y တန်ဖိုးတစ်ခုပဲရှိတဲ့ relation ကို function ဖြစ်တယ်လို့ပြောတယ်ဆိုတော့ function တွေတွက်တော့မယ် if the f for x equal to x squared plus 1 find the value of f for 3 f for x က x squared plus 1ဖြစ်တယ်ဆိုရင် f for 3ရဲ့တန်ဖိုးကိုရှာပါဘယ်လိုများရှာမလဲဒီမှာ input က x ဆိုရင် output က x squared plus 1တဲ့အခုရှာခိုင်းတာ f for 3ဆိုတော့ input တန်ဖိုးဘယ်လောက်ကိုစာသွင်းပြီးတော့ရှာမှာလဲ f for 3ဆိုတော့ x တန်ဖိုး3ကိုစာကြည့်ပေးပါအောင်ဒါလေးကိုလေ x တန်ဖိုး3ကိုစာသွင်းပြီးတော့ရှာတော့မယ်ပေါ့နော် input 3 f for 3ပေါ့ output တန်ဖိုးဘယ်လောက်များရမလဲ3 square plus 1 3 square plus 1 3 square plus 1ဆိုတော့ 10 10ပေါ့နော်9 plus 1 10ပါဆိုတော့9ကြည့်လိုက်ပါနော် number 2မှာက if g of a ဒီမှာ function g လေးfunction g မှာ a ဆိုတဲ့ input a ရဲ့ output က a square minus 2a plus 5ဖြစ်တယ်ဆိုရင် g of minus 2 g of minus 2ဆိုတော့ input a တန်ဖိုး minus 2ဒါလေးရောအစားသွင်းကြည့်ပေးပါဦး minus 2 over square minus 2 minus 2 plus 5 minus 2 the whole square ဆိုတော့ 4 4 plus 4 plus 4 plus 5 plus 5ဆိုတော့ 30 13ဒါတော့function တွက်ထုတ်တဲ့အပိုင်းပေါ့နော်အစားသွင်းတာဒါတော့ဘာမှခက်ခဲတဲ့အပိုင်းတော့မဟုတ်ဘူး function ဆိုတာဘာလဲ input တစ်ခုအတွက် output တစ်ခုပဲရှိတဲ့ relation function တွေတွက်ပြီးနှစ်ပိုင်းပြသွားပြီပေါ့နော်နောက်တစ်ခုကတော့ recognize function ဖြစ်တယ်လားမဖြစ်ဘူးလားဆိုတာကိုဆုံးဖြတ်တဲ့အပိုင်းပေါ့ relation တွေကိုကြည့်ပြီးတော့ function ဖြစ်မဲ့ဖြစ်ကိုဆုံးဖြတ်ရတော့မယ် relation တွေကို relation ဆိုတာတစ်ခုနဲ့တစ်ခုရဲ့ဆက်သွယ်ချက်တွေကိုပြောတာဆက်ဆက်မှုတွေကိုပြောထားတာအဲ့လိုဆက်ဆက်မှုတွေကို arrow diagram နဲ့လည်းဖော်ပြလို့ရတယ် represented by an arrow diagram ဒါမှမဟုတ်လဲ set of order base ဆိုတာ x, y လိုမျိုးပေါ့ 1, 2, 2, 3, 4, 3စသဖြင့်ပေါ့ order base နဲ့ဖော်ပြမလား table နဲ့ဖော်ပြမလား graph နဲ့ဖော်ပြမလားအမျိုးမျိုးဖော်ပြလို့ရတယ် arrow diagram နဲ့လည်းဖော်ပြလို့ရတယ် order base နဲ့ဖော်ပြလို့ရမယ် table graph တွေနဲ့ဖော်ပြလို့ရပါတယ်တဲ့အဲ့လိုပုံစံတွေနဲ့ဖော်ပြထားတဲ့ဟာကို function ဖြစ်သလားမဖြစ်ဘူးလားဆုံးဖြတ်တော့မယ်ဒီမှာ function ရဲ့အဓိပ္ပာယ်ကိုပြောခဲ့တယ် function ဆိုတာ x တစ်ခုအတွက် y တန်ဖိုးတစ်ခုလည်းရှိတယ်လို့ပြောခဲ့တာ
အကြောင်းwith function နဲ့ function မှာဆိုလို့ရှိရင်တော့ for each input there is only one output x တန်ဖိုးတစ်ခုအတွက် only one output တစ်ခု y တန်ဖိုးတစ်ခုပဲရှိတာ x တစ်ခုအတွက် y တန်ဖိုးတစ်ခုပဲရှိရင် function အဲ့ဒါလေးမှတ်ထားလို့ရှိရင်ရပါပြီနော် x တစ်ခုအတွက် y တန်ဖိုးတစ်ခုပဲရှိတယ်ဒီမှာပြောပြီး but say whether the relation is a function of not ပေးထားတဲ့ relation တွေက function ဖြစ်တယ်လားမဖြစ်ဘူးလားဆုံးဖြတ်ခိုင်းတဲ့ ABC 3ခုပေါ့ဒီမှာဆိုရင် arrow diagram ညာလေးတွေပေါ့နော် arrow diagram နဲ့ပေးထားတယ်ရှေ့က input နောက်က output function ရဲ့အဓိပ္ပာယ်ကဘယ်လိုဟာကို function ဖြစ်တယ်လို့သူ့အဓိပ္ပာယ်သတ်မှတ်ခဲ့တာလဲ function ဆိုတာ x တန်ဖိုးတစ်ခုအတွက် y တန်ဖိုးတစ်ခုပဲရှိ x တန်ဖိုးတစ်ခုအတွက် y တန်ဖိုးတစ်ခု x တန်ဖိုးလို့ပြောတော့ input ကိုကြည့်မှာပေါ့နံပါတ် A မှာဆို input တန်ဖိုး P အတွက်ဆိုရင် y တန်ဖိုးဘယ်နှခုရှိလဲခုပဲရှိတာ Q အတွက်ကလည်းတစ်ခုပဲ R အတွက်ကလည်းတစ်ခုပဲဒါဆိုရင်နံပါတ် A ကို function ဖြစ်တယ်လို့ပြောလို့ရနိုင်လား မရ yes or no 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 x တန်ဖိုးတစ်ခုအတွက် y တန်ဖိုးတစ်ခုပဲလို့ပြောခဲ့တာနော် x တန်ဖိုးဆိုတော့ input တွေကိုကြည့်မယ် input ထဲမှာဘာတွေပါလဲအစိုးရ p ဘယ်နှခု3ခု p q r 3ခုဒီ3ခုကိုကြည့်တော့မှာ x တန်ဖိုးတစ်ခုအတွက်ဆိုတော့ x ဖြစ်တဲ့ input တန်ဖိုးဖြစ်တဲ့ p အတွက်ဘယ်နှခုရှိလဲ p အတွက်ကတစ်ခုပဲဒါတော့မှန်နေတယ်ဆိုရင်နောက်ထပ် q အတွက်ကရောဘယ်နှခုရှိလဲတစ်ခုလည်းပဲရှိတယ်လေဒါဆိုရင် function ဖြစ်တယ်လို့ပြောလို့ရသေးလားမရဘူးလား ရတယ် R အတွက်ကရောဘယ်နှခုရှိတာလဲတစ်ခုပဲရှိတာပဲ P အတွက်လည်းတစ်ခုပဲရှိတဲ့ output တန်ဖိုး Q အတွက်လည်း output တန်ဖိုးတစ်ခုပဲရှိတာ R အတွက်ကလည်း output တန်ဖိုးတစ်ခုပဲရှိတာအားလုံးစီမှာတစ်ခုပဲရှိတာဖြစ်တဲ့အတွက် function ဖြစ်တယ်လို့ function ရဲ့အဓိပ္ပာယ်နဲ့ကိုက်ညီမှုမရှိဘူးလားဖြစ်ပါတယ်ဒါဆိုရင် function ဖြစ်တယ်ပြောမလားမဖြစ်ဘူးပြောမလား A လေးကဖြစ်တယ် yes နော်ဖြစ်ပါတယ် x တန်ဖိုးတစ်ခုအတွက် y တန်ဖိုးတစ်ခုပဲရှိရမှာဒါဆို input x တန်ဖိုး input ကိုပဲကြည့်ရမှာ output ကိုကြည့်ဖို့မလိုဘူးပေါ့နော် input ထဲမှာတစ်ခုအတွက် output တန်ဖိုးတစ်ခုပဲရှိရင်ရပြီပဲနံပါတ် P လေးရရောဖြစ်နိုင်လားကြည့်ပါနိုင်ဖြစ်နိုင်တယ်နော် P အတွက်ကလည်းတစ်ခု Q အတွက်တစ်ခု R အတွက်ကလည်းတစ်ခုပဲရှိတယ်ဆိုတော့သူကလည်း function ဖြစ်ပါတယ်နံပါတ် C မှာရောမဖြစ်ဘူးဘာကြောင့်လဲ x တန်ဖိုးတစ်ခုအတွက် y တန်ဖိုးတစ်ခုပဲရှိရမှာ တစ်ခုပဲရှိရမှာ P အတွက်ကတော့တစ်ခုပဲဟုတ်လားဟုတ်တယ်ဒါပေမဲ့လို့ Q အတွက်မှာဘာတစ်ခုဖြစ်နေပြီလဲ နှစ်ခုဖြစ်နေပြီဒါကြောင့်မလို့သူ့ကို function ဖြစ်တယ်လို့ပြောလို့မရတော့ဘူးဒါက arrow diagram နဲ့ပေးထားတဲ့အခြေအနေမှာ function ဖြစ်မဖြစ်ဆုံးဖြတ်တဲ့ဟာလေးပေါ့နော်ဆိုတော့နံပါတ် A ကတော့ function ဖြစ်တယ် B ကလည်းဖြစ်တယ် C ကတော့မဖြစ်ပါဘူး x တန်ဖိုးတစ်ခုအတွက် y တန်ဖိုးတစ်ခုပဲရှိရမှာ input ထဲမှာပဲကြည့်သွားမယ် input ထဲမှာတစ်ခုအတွက် output တန်ဖိုးတစ်ခုဖြစ်ရင် function ဖြစ်တယ်ဒီထိအဆင်ပြေရလား ဟုတ်အဆင်ပြေပါတယ်နော်ဒါဆိုတော့ဒါလေးက arrow diagram နဲ့ပြောထားတဲ့အပိုင်း relation လို့ပြောတဲ့အခါမှာ arrow diagram နဲ့မဟုတ်ဘဲနဲ့ order pairs နဲ့ပြီးရင်လည်းပေးထားတာဖြစ်ရင်ဖြစ်နိုင်တယ်ပေါ့နော် order pairs နဲ့ဟယ်လိုအတန်းခုမှကြားရတာလားဟုတ်အခုမှကြားရပါတယ်ဟုတ်function ဖြစ်မဖြစ်ပြောတာအခုက order pairs နဲ့ပြောထားတာ x, y ဆိုတဲ့ပုံစံမျိုးပေါ့ဒါဆိုရင် function ဖြစ်မဖြစ် x တန်ဖိုးတစ်ခုအတွက် y တန်ဖိုးတစ်ခုရှိရမယ်ဆိုတော့ x တန်ဖိုး input တန်ဖိုးဆိုတော့ရှေ့ကတန်ဖိုးဖြစ်မလားနောက်ကတန်ဖိုးဖြစ်မလား
ရှေ့ရတမှု ရှေ့ရတန်ဖိုးနော်ဒါဆိုဒီမှာ1 2 2 3 3 4ဆို1ကလည်းဘယ်နှခါပဲပါလာလဲဆိုတော့ တစ်ခါ တစ်ခါပဲပါတာဒါဆို1ရဲ့ y တန်ဖိုးဆိုရင်4တစ်ခုပဲရှိတာ2ကလည်းတစ်ခါပဲပါတာ2ရဲ့ y တန်ဖိုးဆိုလည်း3တစ်ခုပဲရှိတာဆို3ရဲ့3ကလည်းတစ်ခါပဲပါတာဆို3ရဲ့ y တန်ဖိုးက2 4ကလည်းတစ်ခါပဲပါတယ် ဝိုင်းဝန်းတမှုက friend ဒါဆိုရင်တစ်ချိန်တစ်ချိန်စီပဲဖြစ်တာဖြစ်တဲ့အတွက်သူ့ကို function ဖြစ်တယ်လို့ပြောလို့ရနိုင်လား တန်းနိုင်တယ် ရနိုင်တယ်နော်သူကတော့ function ဖြစ်တယ်ပေါ့နော် function ဆိုနံပါတ်နောက်တစ်ခုမှာရော2,3 4,3ဆို function ဖြစ်မဲ့ဖြစ် x ကိုကြည့် domain ကိုကြည့် x ကိုကြည့် x တစ်ခုအတွက် y တန်ဖိုးတစ်ခုပဲရှိရမယ်ဆိုဒီမှာ2 4 8 8ဆိုအားလုံးကဘယ်နှကြိမ်ပဲပါနေရလဲ တစ်ချိန်ပြီပါ တစ်ကြိမ်စီပဲပါနေတာအဲဆိုရင် function ဖြစ်တယ်လို့ပြောလို့ရနိုင်လား ရနိုင်ပါ ရနိုင်ပါတယ်နော်နောက်ဆုံးတစ်ခုဆိုရင်ရော function မဖြစ်ဘူး မဖြစ်ဘူးဘာကြောင့်လဲ 2နှစ်ခါပါ 2နှစ်ခါပါနေတယ်နော် x တန်ဖိုး2က2ကြိမ်ဖြစ်နေတယ်2ရဲ့ y တန်ဖိုးက6လည်းဖြစ်နေသလို7လည်းဖြစ်နေတယ်နှစ်ခါဖြစ်နေတာနှစ်ခုဖြစ်နေတာအဲကြောင့်မလို့သူ့ကို function ဖြစ်တယ်လို့ပြောလို့မရတော့ဘူးဆိုတော့ order base နဲ့ရေးထားလို့ရှိရင်ရှေ့ကထက်နေသလားမထက်နေဘူးလားဆိုတာကြည့်လိုက်ပေါ့နော် order base နဲ့ပေးထားတဲ့ arrow တိုင်ကိုလည်းပေးထားတယ်အခုက table နဲ့ပေးထားတယ်အဲ့နဲ့ပဲပေးထား function ရဲ့အဓိပ္ပာယ်က x တစ်ခုအတွက် y တန်ဖိုးတစ်ခုပဲရှိရမယ်လို့ပြောခဲ့တာအဲ့ဆို x တွေကိုကြည့်လိုက်1 2 3 4အားလုံးကတစ်ချိန်စီပဲပါနေတာအဲ့ဆို function ဖြစ်တယ်လို့ပြောလို့ရနိုင်လား ရနိုင်ပါ ရနိုင်ပါတယ်เนาะဆိုတော့သူကတော့ function ဖြစ်တယ်ပေါ့နောက်တစ်ခုကရော function ဖြစ်ပါလား function ဖြစ်ပါတယ်အားလုံးကတစ်ချိန်ပဲပါတာဟုတ်နောက်ဆုံးတစ်ခုကရော နောက်လူက function မဖြစ် မဖြစ်တော့ဘူး ဝ ဘာ မ်း ကြောင့် ကနှစ်ခါပါတယ် 1က2က1ဒါပေမဲ့လို့အဲ့ဒီ2ခါပါတဲ့ဆိုတဲ့အခြေအနေမှာနောက်ကတစ်ခုကိုဆက်ကြည့်လိုက်ပါအောင်နော် y တန်ဖိုးဒီမှာလဲ2ဒီမှာက4ဒါဆိုတော့ y တန်ဖိုးကဘယ်နှခုဖြစ်နေရလဲဆိုတော့မတူတဲ့တန်ဖိုး2ခုဖြစ်နေတာဒါကြောင့်မလို့ function မဟုတ်ဘူးပေါ့ဆိုတော့ x တွေထပ်တယ်ဆိုတဲ့အခြေအနေမှာ y တန်ဖိုးကိုလည်းတစ်ချက်ကြည့်ပေးပါတခါတလေမှာကြတော့ဘယ်လိုဖြစ်တတ်လဲဆိုတော့ဒီအောက်မှာဒီ4နေရာလေးမှာပေါ့နော်သူက4လို့မဟုတ်ဘဲနဲ့2လို့ပဲပေးတတ်တယ်အဲဆိုရင်1ဆိုတော့နှစ်ခါတော့ထက်နေတယ်ထက်နေတယ်ဆိုရင်ဒါ function မဟုတ်ဘူးလို့အလင်းနဲ့မြန်နဲ့ဆုံးဖြတ်တတ်တယ်ပေါ့နော်အဲ့ချိန်မှာ y တန်ဖိုးကိုတစ်ချက်ပြင်ကြည့်ပါသတိထားပြီးတော့အပေါ်မှာဆိုလဲ1ရဲ့ y တန်ဖိုးက2အောက်ကလည်း1ရဲ့ y တန်ဖိုးကဘာကြီးလဲ2ပဲဒါဆိုရင် y တန်ဖိုးဘယ်နှခုပဲလို့ပြောရမှာလဲ1အတွက် y တန်ဖိုးကတစ်ခုပဲ2တစ်ခုပဲဒါဆိုရင် function ဖြစ်တယ်လို့ပြောလို့ရသေးလားရပါတယ်နော်ဒါဆိုတော့ရှေ့က x တွေထက်တယ်ဆိုရင် y တွေကိုတစ်ချက်ပြန်ကြည့်ပေးပါထက်နေလားမထက်နေဘူးလားသိဖို့အတွက်နားလည်မယ်နော်ဒါဆိုရင်ဟုတ်ဒါက table နဲ့ပေးထားတဲ့အပိုင်းနောက်တစ်ခါကျတော့ graph ပေးထားတာပုံဆွဲပေးထားတာ xy plane မှာ xy ရိုး y ရိုးပေါ့ xy plane မှာပုံနဲ့ဆွဲပေးထားရင်တဲ့ function ဖြစ်မဲ့ဖြစ်ဘယ်လိုစစ်မလဲပေါ့အဲ့ဒါကိုသိနိုင်အောင်သူ့ကိုတော့ vertical line test လို့ပြောတယ် down line နည်းဆွဲကြည့်မှာ vertical line ဆိုတော့ a graph of a relation is the graph of a function ဆိုတော့ relation လေးတစ်ခု graph ပေးထားတဲ့ပုံလေးပေါ့နော်ပုံလေးနဲ့ပေးထားတဲ့ relation တစ်ခုကအဲ့ဒီ function ဖြစ်တယ်ဆိုလို့ရှိရင်တဲ့ function ဖြစ်ပါတယ် if every vertical line down line မြင်တိုင်းက drop through the graph ကိုဆွဲမှာတောက်လျှောက်ဆွဲသွားမှာ graph ကိုဆွဲလိုက်တဲ့ vertical မြင်တိုင်းမှာပေးထားတဲ့ graph ကိုအများဆုံးဘယ်နှကြိမ်ပဲဖြစ်ရမှာလဲဆိုတော့တစ်ကြိမ်ပဲဖြစ်ရမှာဒါဆိုရင် function ဖြစ်ပါတယ်တဲ့ကြိုက်တဲ့နေရာကိုဆွဲလို့ရတယ်ဒီမှာဆိုရင်ပုံလေးပေးထားတယ် line ပုံစံလေးကြိုက်တဲ့နေရာကိုဆွဲ vertical line ဆွဲဘယ်နေရာကိုပဲဆွဲသွားပေးထားတဲ့ graph ကိုဘယ်နေရာမှာပဲဖြစ်ရမလဲဆိုတော့တနေရာတည်းပဲဖြစ်ရမှာမြင်တဲ့ကြောင်းက graph ကိုတနေရာပဲဖြစ်တယ်ဆိုရင် function ဖြစ်တယ်ဒီမှာဆိုရင်ဒီနေရာလေးမှာဖြစ်သွားတယ်ဒီနေရာလေးမှာဖြစ်သွားတယ်ဒီနေရာလေးမှာဖြစ်သွားတယ်မြင်တဲ့ကြောင်းအတွက်ကပေးထားတဲ့ graph ကိုတစ်ချိန်ပဲဖြတ်တာဖြစ်တဲ့အတွက်သူ့ကို function ဖြစ်တယ်လို့ပြောလိုက်တာဆိုတော့ဒုတိယပုံလေးမှာဆိုရင်ငါပုံစံလေးပေါ့ဒီမှာဆိုရင် vertical မြင့်ဆွဲလိုက်တယ်ဘယ်နှနေရာဖြတ်သွားလဲ graph ကို နှစ်နေရာဖြစ်သွားတယ် နှစ်နေရာဖြတ်သွားတယ်အပေါ်ရောအောက်ရောအဲ့လိုမျိုးနှစ်နေရာဖြတ်သွားတာဖြစ်တဲ့အတွက်သူ့ကို function ဖြစ်တယ်လို့ပြောလို့မရတော့ဘူး vertical line test လို့မှတ်လိုက်ပေါ့ graph ပေးထားရင် vertical line test လို့မှတ်ရပါမယ်နော်ဆိုတော့တတိယပုံအတိုင်းပဲ vertical line ဆိုလိုက်တယ်နှစ်နေရာဖြတ်သွားတာဖြစ်တဲ့အတွက် function မဟုတ်တော့ဘူး
body function အပိုင်းမှာဆိုရင် function ဖြစ်မဖြစ်မေးတာတွေရှိမယ် function ဖြစ်မဖြစ်သိချင်ရင် vertical line ထက်ဆွဲကြည့်မယ် graph ပေးထားရင်ပေါ့ဆိုတော့ x တွေ y တွေ input ကိုပဲကြည့်မယ် x တန်ဖိုးတစ်ခုအတွက် y တန်ဖိုးတစ်ခုပဲရှိရမယ်ဟုတ်နည်းနည်းလေးအားလုံးကိုရောထားတဲ့ဟာလေးကို function ဖြစ်မဖြစ်တစ်ချက်ကြည့်ရအောင်ပေါ့နော်ဆို practice အားလုံးပဲ arrow diagram ရော table ရော order base ရော graph ရောပေးထားတယ်function ဖြစ်မဖြစ်ဆုံးဖြတ်ခိုင်းတယ် number 1 table နဲ့ပေးထားတယ် function ဖြစ်နိုင်လားပေါ့ function ဖြစ်နိုင်လားစဉ်းစားဖို့အတွက် function ရဲ့အဓိပ္ပာယ်ကိုပြန်စဉ်းစား function ဆိုတာဘယ်လိုဟာကို function ဖြစ်တယ်လို့ပြောတာလဲ ဘာဝ function မဖြစ် number 1က function မဖြစ်ဘူး x ကိုကြည့်လိုက်တယ်အားလုံးက555ဆိုတော့5ရဲ့ y တန်ဖိုးကဘယ်နှခုတောင်ဖြစ်နေရလဲ ဘူး 4ခုတောင်ဖြစ်နေတကယ်တမ်းက x တစ်ခုအတွက် y တန်ဖိုးတစ်ခုပဲရှိရเนาะဒါဆိုတော့သူကမဖြစ်ဘူး number 2ကရော function ဖြစ်တယ် number 2ကတော့ function ဖြစ်တယ် number 3 next 3က function မဖြစ်ဘူး function မဖြစ်ဘူးဘာဖြစ်လို့လဲ y ကနေပြီးတော့ function တစ်ခု တဲ့ y နေပြီးတော့မြားလေးနှစ်ခုခွဲတက်တဲ့ output တန်ဖိုးနှစ်ခုဖြစ်နေတာ ဖြစ် number 4ကကျတော့ order base နဲ့ပြီးထားတယ် number 4က function ဖြစ်တယ် ဘာတွေကိုကြည့်လိုက်ရမလဲ order base နဲ့ပေးထားတယ်ဘာတွေကိုကြည့်ပြီးတော့ဆုံးဖြတ်လဲ x တန်ဖိုး x တန်ဖိုးဆိုတော့ minus 9 2062 အော် function မဖြစ်ဘူး function မဖြစ်ဘူးဘာကြောင့်လဲ 2ကနှစ်ခါဖြစ် 2အတွက်ကနှစ်ခါဖြစ်နေလို့ function မဖြစ်ဘူးเนาะ2မှာက8ရော3ရောနှစ်ခုဖြစ်နေတာဟုတ်5ကရော number 5က function ဖြစ်တယ် function ဖြစ်တယ် x ကိုကြည့် domain ကိုကြည့် x ကိုကြည့်เนาะ6 8 10 12 40ဆိုတော့ function ဖြစ်တယ်ထက်မနေဘူးတခုမှ number 6ကရော number 6ကလည်း function ဖြစ်တယ် 7က function ဖြစ်တယ် function ဖြစ်တယ် number 8 number 8က function မဟုတ် မဟုတ်တော့ဘယ်နေရာလေးကြောင်းလဲ minus 8 minus 8 x တန်ဖိုး minus 8အတွက် y တန်ဖိုးက3နဲ့ 3 1 နဲ့ နဲ့ 1နဲ့ဖြစ် နှစ်ခုဖြစ်နေတာပေါ့နော်ဒါဆိုရင်ဒါက function ဖြစ်မဖြစ်ဆုံးဖြတ်တာဒီထိအဆင်ပြေရလားဟုတ်ပြီပါနော်ဟုတ်ပြီ